ကဲလိုင်းပေါ်မှာဝဲမယ်ဆိုတဲ့အဲ့ဒီဝါရီငွေတကယ်ရှိပါတယ်လို့နော်ဒီမှာအဲ့တစ်ချက်တန်ဒီမှာကြည့်တကယ်ရောဝဲလားလို့ဒီမှာ25ချက်တန်ဒီကိုတစ်ချက်တန်ဒီကိုဒီမှာနော်အတိချစ်လူလေးပါဒီမှာ90တန်ကိုရှိပါတယ်15ချက်တန်ကိုရှိပါတယ်နော်တကယ်ရောဝဲလားလို့တော့တစ်ချက်တန်ဒီကိုဆိုရင်မနေဘူး50တန်အရင်တော့ခေတ်တော့50တန်နေတကယ်ကိုဝဲလားလို့ဝဲမယ်ဆိုရင်ကြိုက်တဲ့အချိန်ဖုန်းဆက်လို့ရပါတယ်နော်ဒီမှာ50တန်နေအရင်တော့50တန်နေအများကြီးရှိပါတယ်လို့